ငါအားကျိုးမှန်တဲ့အလုပ်တွေစလုပ်ပြီးပတ်စံရှာတော့မယ်ဆိုကမှကဘာကြီးကကတ်ဆိုင်သွားတယ်တခါတလေကြရင်အကောင့်ထဲကလူတွေဘဝတုဒ္ဒရအောင်ကျိုးနိုင်ငံသားသွားတော့အတွေ့အကြုံတွေပြောပြနေတာတခါမှမရောက်ဘူးတော့ဘကားစပြောရမှန်းမသိဘူးချစ်လို့ယူပြီးကမှကွာရှင်းပြက်ဆဲကြမယ်ဆိုတေချာစဉ်းစားပါတကယ်တမ်းနှစ်နာသူတွေကလက်ဖွဲ့တဲ့သူတွေပါအောင်မြင်မှုဆိုတာကိုဝန်ရတယ်လို့ပဲဂုံယူပါတယ်လို့လူတိုင်းကပြောကြပေမဲ့ကို့မှာဘယ်နှစ်ကြိမ်အကျုံးခံထားရလဲဆိုတာမသိကြဘူးအချစ်ဆိုတာကြက်သွန်နီဥလိုပဲတလွှာချင်းခွာကြည့်နောက်ဆုံးတော့မျက်ရည်ကျတာပဲအဖက်တင်တာမိဘမျက်နှာကြောင့်သာလိမ်မာနေတာတကယ်ဆိုငါဖြက်ရိုက်ခြင်းနဲ့ဆောက်ခွက်တွေမှာအများကြီးမောင်နှမတွေထဲမှာကိုကမိဘတွေကိုအကြည့်နိုင်ဆုံးပဲခိုးနေတော့မိသွားမှာဆိုလို့အသက်ကြီးလာလေမျက်စိသူငယ်နားသူငယ်ဖြစ်ကြတယ်မျက်စိကလည်းသူငယ်ပဲမြင်တယ်နားကလည်းသူငယ်တန်ပဲကြားတယ်